စပိန်ဘယ်ဂျီယံပါဝင်ကျွန်တော်ပွဲစဉ်အားလုံး30ချက်ဖြစ်ပါတယ်ငင်္ဂလာပါဟင်းဖို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကမန်တာကဘာဖလားပွဲစဉ်အားလုံးလေးပွဲ၈ခွက်ဘော်ဒီဂိုးပေါင်းပါအားလုံးရွေးချယ်ပေးတော့ဖြစ်ပါတယ်ကျွန်တော်အကြိုက်ပြောပြပေးတော့ဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးတစ်ခေါက်တော့ကျွန်တော် Telegram မှာတင်ပြတော့ဖြစ်ပါတယ် Telegram channel ဒီ comment မှာ link ရှိပါတယ်နော်ပြီးရင်တော့ကျွန်တော်ဒီနေ့မှာလည်း special tip တစ်ခွက်ထွက်ပါတယ်မနေ့ကဆိုတော့ဒါ special tip ကမနက်ကကန်တာဂျပန်ဘော်ဒီနဲ့အဆင်ပြေခဲ့တယ်အဲကျွန်တော်ဒီနေ့မှာကျွန်တော်အကြိုက်ဆုံးတစ်ခေါက်ကိုထုတ်ထားပါတယ်နော်အဲကျွန်တော်ဒီပွဲကိုလူချင်းမှာကဖိုင်ဘာလို့လောင်းနိုင်ပါတယ်ဒီ YouTube ဝေါ်ရဲ့အနောက်မှာတင်ထားပါတယ်နော်မမဝင်ချင်းမှာကမမတော့ကျွန်တော်တပတ်စာဝင်ရပါတယ်နော်ဆက်သွယ်မဲ့နေရာရောကျွန်တော်ဒီ YouTube အနောက်မှာရေ Telegram channel မှာကျွန်တော်တင်ပေးထားပါတယ်နော်ဒီ comment မှာ link ရှိပါတယ်အဲကျွန်တော်တို့ပထမဆုံးပွဲကိုစပြီးပြောလိုက်အောင်ပထမဆုံးဒီညကံမဲ့ပွဲရတာစပိန်နဲ့ Saudi Arabia ပေါ့နော်စပိန်ကတော့ဒါပထမဆုံးဒါပွဲဥထမှာဒါပေါ်ဆခဲ့တယ်ပေါ့နော်ကျွန်တော်စပိန်ကကိတ်ပါတီကိုစီးစီးကြခဲ့တယ်ကျွန်တော်အဲ့ပွဲမှာကိတ်ပါတီဘာလို့ရွေးပေးခဲ့လဲဆိုတော့စပိန်ကိုကျွန်တော်မရိုးသားဘူးလို့ကျွန်တော်မြင်တဲ့အတွက်ကျွန်တော်ကိတ်ပါတီရွေးပေးခဲ့တယ်ပေါ့နော်အဲ့ပွဲမှာဒါမန်မိုင်းမှာထည့်ပေးခဲ့တယ်စပိန်ကအဲ့ပွဲမှာဒါပေါ်ဆပြီးတော့တည်ကြခဲ့တဲ့အတွက်ဒီနေ့မှာမဖြစ်မနေနိုင်ဘူးလိုအပ်တယ်ပြီးရင်စပိန်ရဲ့အပြောစရာရှိတာကဘော်ဒီစီအရင်ပြင်းလာတယ်ဗောနော်3ပေါင်95တီတွေ့ရတယ်လို့ဆိုဂုံးစီကတော့380ဖြစ်တယ်ဒီချင်းတော့သုံးသပ်မယ်ဆိုရင်တော့တချို့ brother တွေဗောနော်တချို့ brother တွေကဒါကြေးရှင်တဲ့နည်းနဲ့ကျွန်တော်တွက်လိုက်တယ်ဗောနော်အဲ့မှာတော့ဥရုဂွေးကစပိန်ရဲ့နောက်ပွဲကဒါဥရုဂွေးနဲ့ကံမှာအဲ့ပွဲမှာစပိန်ကဥရုဂွေးကို3သိပေးတယ်အဲ့တော့ဒါဆော်ဒီနဲ့ကံမဲ့အသင်းကဥရုဂွေးကပထမကံခဲ့ရဗောနော်အဲ့ပွဲမှာဆိုရင်ဒါဥရုဂွေးကဆော်ဒီအာရေဗီးယားကို130ရှုံးပေးခဲ့တယ်အဲ့တော့ပြား100ပြန်ပြီးပေါင်းမယ်ဆိုရင်ဒီပွဲကနှလုံး30ရှုံး40ရှုံးပေါ့နော်အများဆုံး50ရှုံးပြစပိန်အဲ့လိုပေးလို့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာနှလုံးရှုံးနဲ့395ပါအနိုင်ကြီးပေးထားပုံကစပိန်ရန်ပြင်းတယ်လို့တချို့ကပြောကြတယ်ဒါပေမဲ့ကျွန်တော်မြင်ရဆိုရင်တော့စပိန်ရဲ့ဈေးနှုန်းကမာကျောမှုရှိတယ်စပိန်ကကြီးမြင့်တယ်ဘာကြောင့်လဲဆိုရင်ဒါချန်ပီယံဖြစ်ဖို့လေဒါရေပန်းဆောင်အသင်းဖြစ်တယ်နော်အဲ့လိုဖြစ်တဲ့အတွက်ဒါစပိန်ကကြီးမြင့်နေတော့ပါတယ်ပြီးတော့ဒီနေရာမှာတခုပြောပြပေးသွားချင်တာက brother တို့ရွေးချယ်ဝင်နေတဲ့နေရာမှာအထောက်အကူဖြစ်စေမဲ့အချက်ကိုကျွန်တော်ဒါပြောပြပေးသွားချင်ပါတယ်အဲ့ဒီချက်ကတော့ကစားသမားတစ်ယောက်ချင်းစီရဲ့ဘိုးသွင်းနိုင်စွမ်းကိုကျွန်တော်ဒါလောင်းကြီးထက်တာပေါ့နော်အဲ့ဒီဟာမျိုးမှာကျွန်တော်ဒီနေ့ကြည့်ရတဲ့အချိန်မှာထူးခြားမှုပေါ့နော်အန်အသင်းဖွဲ့ရ aggressive ပေါ့စပိန်ရဲ့တိုက်စစ်မှု aggressive ဆိုတာကျွန်တော်ဆွဲတာဖီကူကတိုက်စစ်မှုအသက်30ကျော်ပြီဒီကစားသမားကဒါ 1.5 ပဲရမှာဒီကစားသမားဘိုးသွင်းမဲ့လောင်းမဲ့ဆိုရင်1.5ပဲရမှာဗျာပြ50ကျော်ပဲရမှာဖြစ်တယ်ပြီးအိုယာစာပဲကတော့ဒါ line နဲ့ပါတယ်aggressive ဆိုရင်ကျွန်တော်ဒါ line နဲ့မပါရဒါ second line နဲ့ကစားသမားညဆိုကျွန်တော်ဒါ Netherlands body ကျွန်တော်ဘာကြောင့်ရေးပေးခဲ့ရလဲဆိုတော့အဲ့ပွဲကျွန်တော်မန်မိုင်းမှာထည့်ပေးခဲ့တာ။ဘာလို့ကျွန်တော်ရေးပေးခဲ့ရလဲဆိုတော့ဒါဒူးရမိုင်းမှာဝင်မဲ့ဒီပေးရဒီပေးတို့ပြီးရင် what how တို့ဂိုးသွင်းမဲ့အစတွေကအရင်နဲ့နေသူတို့ဂိုးသွင်းမှန်ရင်ဆိုရဈေးဖွင့်လာတယ်။အဲ့လိုဒီလိုအရင်ကစားမှာဂိုးသွင်းမယ်ဆိုရဈေးအောင်ဖွင့်မယ်ဆိုရင်အဲ့ပွဲကအဲ့အသင်းကနိုင်ရများတယ်။ညလည်းအဲ့တိုင်းပဲနော်။ကိုလူဆောင်ဝင်ကစားမှာဒါဆမ်မာဘက်ကဂိုးသွင်းသွားတယ်နယ်သာလန်မှာအဲ့လိုပုံစံမျိုးဒီနေ့မှာfirst line နဲ့မဟုတ်တဲ့ကစားသမားတွေကဂိုးသွင်းမဲ့အစအရင်နင်းနေတယ်။အဲ့လိုမတွေ့ရတယ်။ classic ကဒီ line နဲ့လည်းမရဘဲနဲ့အဲ့ဈေးပေးထားတယ်ပြီးအိုယာစာပဲပေးထားတယ်လက်မရမယ်တော့ဒါ 1.9 ပဲရှိတယ်နော်လက်မရမယ်ဆိုရင်ဒါအနည်းဆုံးဖြစ်ရမှာဗျာဂိုးသွင်းနိုင်စွမ်းဖြစ်နိုင်ခြေအများဆုံးဒါပေမဲ့ aggressive ဆိုပြီးတွေ့ရတယ်ပြီးရင်နောက်တစ်ချက်ကဂိုးမသွင်းတာလောင်းတာဗျာဂိုးမသွင်းတာလောင်းတာတော့သူနီကူဝီလျံကဟိုဈေးအနည်းဆုံးဖြစ်တယ်1.4ပဲပေးထားတယ်ဥပမာနီကူဝီလျံဂိုးမသွင်းလောင်းမယ်ဆိုရင်ဒါ1.4ပေးမယ်ဗျာပြား40ပေးမယ်လက်မရမယ်တော့1.6ရှိတယ်အဲ့တော့ပြောချင်တဲ့သဘောကဒါစပိန်ဂိုးပြတ်မယ်ဆိုတဲ့ဖွင့်မှုလို့ကျွန်တော်ပြောချင်ပါတယ်တချို့ဗျာအကြောင်းအရာကိုကျွန်တော်တစ်ခါပြောပြချင်တာဒါပေမဲ့အချိန်သိမ့်မရရတယ်ကျွန်တော်ထုတ်ပြောဖို့အချိန်မရရပါဘောနော်အဲ့တော့ဒါ brother တို့ဒါအတွေးအမြင်တစ်ခုရမှထင်ပါတယ်ကစားသမားတွေဗျာဂိုးသွင်းနိုင်ဆိုတော့ကျွန်တော်တို့လောင်းကြီးထက်တာပေါ့နော်အဲ့ပုံမှာမူဒီကျွန်တော်တို့ကအနိုင်ရှုံးဟိုကျွန်တော်ခံမှန်းလို့လည်းရပါတယ်နော်ဒီနေရာမှာပြောချင်တာကဒီနေ့ကံမဲ့၄ပွဲလုံးပေါ့နော်စပိန်ဘယ်ဂျီယံဥရုဂွေးနယူးဇီလန်ဆိုတဲ့ဒီအုပ်စု H နဲ့ G နှစ်အုပ်စုလုံးကတည်ရည်ပဲဖြစ်ထားပါတယ်နော်အဲ့တော့တယောက်တစ်မှတ်စီရထားပါတယ်အဲ့တော့ဒီပွဲတွေကတို့တိုက်ဂိမ်းပေါ့တို့တွေကအသင်းသေးရတဲ့ခန့်ကန့်မဲ့တည်တစ်မှတ်ကိုဒါ UDP အဓိကကန့်မဲ့ပုံစံမျိုးတွေကျွန်တော်တွက်လို့ရပါတယ်နော်အဲ့တော့ဒီပွဲမှာကျွန်တော်အောက်အသင်းကိုတစ်ချက်သတိထားရမယ်ဥပမာဗျာပထမတစ်ပွဲမှာရှုံးထားတယ်ဆိုရင်ဒီနေ့ပွဲမှာမဖြစ်မနေအနိုင်ရရှိလို့လိုအပ်တယ်ဆိုရင်တော့ဒီပွဲအသင်းတွေကဗျာပိတ်မကန်မဲ့ဖွင့်ကန်မဲ့အခုကဒါအသင်းသေးတွေလည်းကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်နော်โอเคအဲ့တော့ကျွန်တော်တို့စလိုက်အောင်ရွေးချယ်မှုနဲ့ကျွန်တော်ဒါစပိန်ဘော်ဒီကြိုက်ပါတယ်ဘုံကတော့ကျွန်တော်ဒါစပိန်ဘော်ဒီက395နိုင်ဘုံကောင်စီ380ရှုံးဖြစ်တဲ့အတွက်ဒီပွဲကကျွန်တော်စပိန်ကို3ဂိုးလိမျှော်လင့်ထားဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါ်ပဲရွေးရမှာဖြစ်တယ်ပေါ့နော်မဖြစ်မနေရွေးရမယ်ဆိုရင်ကျွန်တော်ဂိုးပေါ်ပဲရွေးမယ်ဘော်ဒီကတော့စပိန်ဘော်ဒီဖြစ်ပါတယ်နော်ဒီညဒါစပိန်တကယ်ပြန်လာမှများတယ်လက်မင်းရမှာဒီနီကိုဝီလန်မှာလည်းဒါဆက်ခံမလိုင်းနဲ့မှာလည်းပါနေပေါ့နော်စပိန်ပြန်လာမယ့်အချိန်ရောက်ပြီကျွန်တော်မြင်တယ်ဆော်ဒီရောကပြောစရာဘာမှမရှိပါဘူးဒီသူကတော့အရှအသင်းဖြစ်တယ်ပြီးဒါသူ့ရဲ့ဒီလိမှာဒါတိုးတက်လာတဲ့
ဟိုကစားသမားများရှိတယ်ဒါတစ်ချက်ပဲပေါ့နော်ပြီးတာဟီလီကကစားသမားများတယ်ဒါပဲကျွန်တော်ကတော့ဒါစပိန်ကိုရန်လုံးနိုင်မှုမလွယ်ဘူးပဲကျွန်တော်မြင်တယ်နော်ပြီးတာဆော်ဒီအာရေးဗီးယားကလည်းဟိုဒီပွဲကိုဟိုတိုက်စစ်အရန်ဖွင့်လို့မရဘူးပေါ့နော်အဲ့လိုမျိုးမြင်တယ်တိုက်စစ်အရန်ဖွင့်ရင်ကစပိန်ရဲ့ကောင်တာတိုက်စစ်ကိုဟိုတော့ကပေးသွားနိုင်တယ်ပြီးရင်ဒါစပိန်ကလည်းဒီပတ်ဒရီရိုရီဖေဘီယန်ရူးဆိုတဲ့ဒီဘောပိုဇီရှင်ကင်မဲ့တွဲလုံးတွေက sorry ဘလို့မှရှင်းနိုင်မှုဆိုမဖြစ်နိုင်ဘူးเนาะစပိန်ဘော်လီကြိုက်ပါလေကိုပို့ကြိုက်ပါလေအနေအဝိုက်ဆိုတော့နည်းနည်းပြောလိုက်မှာเนาะဘယ်ဂျီယန်နဲ့အီရန်ကညှပ်တိုင်းဝဲကမှာဒီပွဲမှာတော့ဒါအီရန်ကကမ္ဘာစစ်20ဘယ်ဂျီယန်ကို140ရှုံးပေါက်တယ်ဘုံပေါင်းစီက380နိုင်ပေါက်တယ်ဒီပွဲမှာတော့ဒါဘယ်ဂျီယန်အကြောင်းအရင်ပြောမှဆိုကျွန်တော်အရင်ရှူအောင်မျိုးဆက်သစ်မဟုတ်တော့ဘူးเนาะလူကာကူဆိုရင်33နှစ်ရောက်သွားပြီဒိုကူဆိုရင်လည်းဒါဒီနေ့ဒိုကူကအဓိကကစားမှာပေါ့နော်ဒါပေမဲ့ तू ကဖျားနေဆိုပြီးတော့စော်ရဲမှာတွေ့ရတယ်ဒါပေမဲ့မကျင်းသေးဘူးကအနာရမဝင်လာတာမျိုးရှိနိုင်တယ်ပြီးကွင်းထဲမှာကြည့်မယ်တော့ဒါအိုနာနာနဲ့ထိုင်နေမယ်ဒါဗီလာအတွက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါဘယ်ဂျီယန်ကြီးကပြီးတော့ဘယ်ဂျီယန်ဖူးဘက်တွေကိုမကြိုက်ဘူးဗျာဘရိုက်နန်ကဒီကူပါတော့ထားပြီပေါ့ဒီဖူးဘက်ရိုက်ဘက်မှာဒါမူနီယာကြီးပြင်ဆောင်မှာ34နှစ်အဲ့တော့ဘယ်ဂျီယန်တိုက်စစ်ကတော်တော်ကြီးကျွန်တော်တို့ကျွန်တော်အားမရဘူးเนาะဘယ်ဂျီယန်ပြီးဒီဘိုင်းလူကာကူကလည်းဒါအသက်ကြီးနေပြီเนาะဒီဘိုင်းလူကာကူကအသက်ကြီးအဲ့တော့ကျွန်တော်ဒါအီရန်ကိုကြည့်မယ်ဆိုရင်အီရန်ကအသင်းလိုက်ဟိုတန်မိုးနဲ့ကစားသမားများတယ်တန်မိုးရှိတဲ့ကစားသမားနည်းတယ်ပေါ့နော်ဟိုပေါ့တာရမီဒီကောင်တော့ပဲရှိတယ်သူကောင်မှအသက်ကြီးနေပြီเนาะပြီးဒါပေမဲ့သူရဲ့ဒီအသင်းကတင်းဝတ်ကောင်းတယ်ဖောင်ကောင်းတယ်ခက်ဟိုကစားမှုကောင်းတယ်တင်းဝတ်ကောင်းတယ်ဂုဏ်သွင်းနိုင်စွမ်းရှိတယ်သူဟိုဂျပန်တို့ကိုရီးယားတို့နဲ့ရေမောင်တန်းနေအသင်းဖြစ်တယ်အီရန်ဒါပေမဲ့အားနည်းချက်နေနဲ့ခံစစ်ပေါက်တယ်เนาะဒါပေမဲ့ကျွန်တော် even body ပဲရွေးမယ်ဆိုတော့ခုနကဒါဘယ်ဂျီယန်ရဲ့ဒါအချင်းတွေကိုမကြိုက်တဲ့အတွက်ဘယ် even body ရွေးမယ်even body ရွေးမယ်ပြီးရင်ဟိုဟာ even ခံစစ်ကလည်းနည်းနည်းပေါက်တယ်ဗျာနယူးဇီလန်ကတော့နှစ်ကိုးပေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်ဘယ်ဂျီယန်ကိုမရစရာအကြောင်းမရှိဘူးเนาะဘယ်ဂျီယန်လည်းအနည်းဆုံးတကူတော့ရနိုင်ရရှိတယ်အဲ့တော့ကျွန်တော်ဒီဘက်1-1စားကြည့်မှကျွန်တော်မြင်တဲ့အတွက်ကျွန်တော်ကိုးပေါ်ရွေးရเนาะဒီဘက်2-1ဖြစ်နိုင်တယ်ဘယ်ဂျီယန်လည်းဆိုဒီဘက်2-1ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်even body ကကိုးပေါ်ဖြစ်ပါတယ်နောက်တစ်ပွဲကတော့ဒါမနက်4နာရီခွဲမှာပြန်လာဥရုဂွေနဲ့ကိတ်ပါလီပေါ့နော်ဒီဘက်မှာဒါကိတ်ပါလီကတော့ဒါစပိန်ကိုတည်ကြပြီးတဲ့အတွက်နာမည်ကြီးနေခန်းစစ်နာမည်ကြီးနေပေါ့နော်နောက်ဆုံး3ပွဲမှာလည်းဒါဂိုးမပေးထားဘူးပေါ့အဲ့ဒါဥရုဂွေကကြည့်မယ်ဆိုရင်ဥရုဂွေကတော့ဒါအရင်ပြောရတာဆော်ရက်တို့ကာဘာနီယိုခစ်တော့မကောင်းတော့ဘူးဗျာအခုဥရုဂွေက generation အားနေသွားတယ်ပြောကြဆိုလို့ဒီကိတ်ဟိုဖေပါလီတကောင်ပဲရှိရပေါ့နော်အဲ့လိုမျိုးတွေ့ရပြီးတော့ဥရုဂွေရဲ့ဒီအဝေးဝင်းဆွမ်းဆောင်ရင်ကျွန်တော်တိတ်မကြိုက်ဘူးနော်တောင်အမေရိကမှာဆိုတာ6ဘက်ကံဘူးလေတပွဲနိုင်တယ်5ဘက်သေး3ဘက်ရှုံးတယ်ပြီးရာဘူးက6ဘက်ရှိပေးဘူး8ဘက်ရှိဥရုဂွေအဝေးဝင်းကအရင်မကောင်းဘူးပေါ့နော်အကျိုးရတာချီဟိုပါပီယူလို့တော့ရှုံးနေဗျနော်အဲ့လိုမျိုးတွေ့ရတယ်ဥရုဂွေအဝေးဝင်းဆိုတော့တိုက်စစ်ကအားနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲကတော့ဟိုကိတ်ပါလီကြိုက်တယ်ကိတ်ပါလီကဒီပွဲမှာကျွန်တော်ပထမပြောခဲ့သလိုပဲဒီအုပ်စုမှာကသေရီပဲဖြစ်ထားတဲ့အတွက်ကိတ်ပါလီကပထမပွဲမှာရှုံးထားမယ်ဆိုဒီပွဲမှာသူတိုက်စစ်ဖွင့်ကြမှာဒါပေမဲ့သူတို့အနေနဲ့တစ်မှတ်ရထားတယ်ပြီးဒီလိုအုပ်စုမှာလည်း3မှတ်ရထားတဲ့အသင်းကမရှိဘူးအဲ့တော့သူတို့တွေကကိတ်ပါလီကနောက်ပွဲမှာဆော်ဒီနဲ့ကန်ရမှာဖြစ်တယ်အဲ့ပွဲမှာဒါဆော်ဒီက level 20ပဲပေါက်တာအဲ့တော့ကိတ်ပါလီကိုနေတာဆော်ဒီကိုနိုင်ကန်တယ်ဆိုရှိတယ်ဒီနေ့ပွဲဆုံးကသူတို့ game plan ပေါ့နော်ဒီပွဲမှာဒါကိတ်ပါလီပဲကြည့်မယ်ဆို game plan ကဟိုခန်းစစ်အသားပေးပြီးဆုံးမယ်ဗျာကောင်းတော့ပဲအဓိကထားဆုံးကိုများတယ်နော်အဲ့တော့ကျွန်တော်ဒီပွဲကကိတ်ပါလီ body ကြိုက်တယ်ဘုံကလည်းဒါဈေးပြောတယ်နှလုံးသွင်းရှုံဖြစ်နေတဲ့အတွက်ကျွန်တော်ဒီဘက်ကဂိုးပေါင်းအောက်ပဲရွေးရမှာပေါ့နော်ကိတ်ပါလီ body နဲ့ဂိုးပေါင်းအောက်ဖြစ်ပါလေနော်ကိတ်ပါလီရဲ့ဒါ game plan ကျွန်တော်ပြောပြတာပေါ့နော်ဒီတိုက်စစ်စွတ်ဖွင့်လို့မရဘူးဥပေးဘူးသူတို့အုပ်စုမှာလည်းဒါစပိန်တို့ပါလို့ရှိရတဲ့အတွက်အားလုံးကတစ်ဖက်စီရတဲ့အတွက်သူတို့ဒါခန်းစစ်အသားပြီးဆုံးမယ်ကောင်းတာဆော့မယ်ဂိုးပေါင်းအောက်ကြိုက်တယ်ကိတ်ပါလီ body ကြိုက်ပါတယ်နောက်တစ်ပွဲနေရင်ဒါနယူးဇီလန်နဲ့အီဂျစ်ဒါမနက်အဆုံးပြန်မယ်ပွဲပေါ့နော်ဒီပွဲကလည်းဒါတေးအုပ်စုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအောက်သင်းတွေကိုသတိထားစောင့်ကြည့်ရမယ်ပေါ့နော်အီဂျစ်က1ပေါင်းအစိတ်ပေါက်တယ်ဘုံပေါင်း2.65ပေါက်တယ်ပေါ့နော်နယူးဇီလန်ကျွန်တော်သတိထားမိတာကအီရန်နဲ့ပွဲမှာကစားပုံတွေမဆိုးဘူးနော်ဒုတိယဂိုးသွင်းသွားတဲ့ပုံစံကြည့်ရမယ်သူတို့တင်းမောဘလောက်ကောင်းဆိုတော့တွေ့ရရတယ်နော်အဓိကကစားမှဆိုရင်ဒါ Chris Wood ရှိမှာနော်အီဂျစ်ကတော့ဒါကမ္ဘာဖလားဒီဘက်မှာထူးခြားချက်အနေနဲ့ဒါကမ္ဘာဖလား၄ချိန်ဝင်ခဲ့ဘူးလေအီဂျစ်ကနိုင်ပွဲတစ်ပွဲမှမရရှိဘူးပေါ့နော်အဲ့တော့အီဂျစ်ကနိုင်ပွဲတစ်ပွဲမှမရရှိဘူးတဲ့အတွက်ဒီနေ့မှာနိုင်ရရှိဖို့တော့သူတို့ကန်လာနိုင်မယ်ကစားမတွေကတော့ဒါဆာလက်နဲ့မာမုရှ်ကအဓိကဖြစ်ပြီးတော့ဒါအေလီသူတို့အီဂျစ်ထိပ်သီးလေးကိုဒါကျောင်းနောက်ခံထားပြီးတော့ဟိုရှင်နိုင်နဲ့အီဂျစ်ဖြစ်တယ်ပေါ့နော်ပထမပွဲမှာတော့ဘယ်ဂျီယန်1-1တေးကြခဲ့ပြီးတော့ကြေးအောင်ထားတယ်ပေါ့နော်ဒီနေ့မှာဆက်ပြီးအောင်မှာကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါလေဒါပေမဲ့ဖွင့်ထားတဲ့ဈေးကွက်တွေမှာတော့ဒါဘယ်ဂျီယန်တကူ sorry အီဂျစ်အသင်းကြီးကတကူရနိုင်တဲ့ဈေးဖွင့်နေထားတဲ့အတူမှတွေ့ရတယ်နော်ဒါပေမဲ့ကျွန်တော်ဒါအောက်သင်းဖြစ်တဲ့ဒါနယူးဇီလန်ကြိုက်တယ်နယူးဇီလန်ကြည့်မယ်ဆိုရင်လည်းဒီအီဂျစ်ကို game plan ကတော့တိုက်စစ်ဖွင့်မှာတော့မဟုတ်တော့ဘူးပေါ့နော်ပြီးရင်
Egypt အနေနဲ့ဒါ1ပေါင်းအစိတ်ဖြစ်တယ်ကိုပေါင်းစီက2.65ဖြစ်တဲ့အတွက်ဒီဘက်က body ဈေးနဲ့ကိုပေါင်းစီတားစားတာအရင်ဖြစ်နေရလို့မရှိဘူး New Zealand တကယ်လို့တကူသာရသွားခဲ့မယ်ဆိုရင် Egypt နောက်တိုင်းရတယ်အဲ့လိုမဟုတ်ဘူးเนาะ New Zealand တကယ်လို့တကူရသွားခဲ့မယ်ဆိုရင်ဒါ Egypt body အကြည့်အောင်မတော်ခတ်လိမ့်မယ်1-3ဆိုတဲ့ result အောက်မှာဖြစ်တယ်ဒီဘက်1-3မဖြစ်နိုင်လို့ကျွန်တော်မြင်တယ်ကျွန်တော်အားကြောင့်မလို့ New Zealand body ကြိုက်တယ်ကိုပေါင်းအောက်ပဲကြိုက်ပါတယ်เนาะကျွန်တော်ဒီရွေးချယ်မှုတွေပြန်ပြောပြရမှာဖြစ်ပါတယ် Spain body နဲ့ကိုပေါင်းပေါ်ဖြစ်ပါတယ်Belgium ပွဲမှာတော့ဒါ Ivan body နဲ့ကိုပေါင်းပေါ်ဖြစ်ပါတယ် Uruguay ပွဲမှာတော့ဒါ Cape Verde နဲ့ကိုပေါင်းအောက်ဖြစ်ပါတယ် New Zealand ပွဲမှာတော့ဒါ New Zealand body နဲ့ကိုပေါင်းအောက်ဖြစ်ပါတယ်ကျွန်တော်ဒီအားလုံးနဲ့အကြိုက်တော့တော့ Telegram channel မှာတင်ပြီးတော့ဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ဒီ Hey Football channel ကတော့ဘလုံးမခံမှချက်30ချက်နေ့စဉ်ဆက်ပြီးတဲ့ channel ဖြစ်ပါတယ်မကြွရသေးရရှိလို့ရှိရင်ကျွန်တော် channel လေးကိုလည်းဒါ subscribe လုပ်လာပြီးတော့ပြောချင်ပါတယ်အချင်းချင်းတိုင်းတင်ပါတယ်ကျွန်တော်တို့ကိုင်း